လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆေးလူကြီးတွေပြောစမှတ်ပြုခဲ့တဲ့ဆိုရိုးစကားတစ်ခုရှိခဲ့ဘူးတယ်ဗျအဲ့ဒါကတော့တစုံတစ်ယောက်ရဲ့အချစ်ကိုအလွယ်တကူရကြည့်ရင်တမန်ကြားအစီကိုရှာပြီးတော့ကိုချစ်တဲ့သူကိုအဲ့ဒီအစီနဲ့အနှဲငယ်တုတ်လိမ့်ပေးလိုက်ရုံနဲ့ကို့အပေါ်မှာတန်တန်ဆွဲချစ်ခင်လာလိမ့်မယ်ဆိုတာပါပဲဒါပေမဲ့အဲ့ဒီအစွမ်းထက်တဲ့တမန်ကြားအစီဆိုတာလူတို့အရောက်အပေါက်နေတဲ့တောနဲ့ကြီးထဲမှာပဲရှာတွေ့နိုင်တယ်လို့ရှားရတာလေတိတ်ကိုခက်ခဲပါတယ်တဲ့ပြီးတော့အဲ့ဒီအစီကိုအသုံးပြုမယ်ဆိုရင်ကိုချစ်တဲ့သူရဲ့အသက်ကိုအလဲအနေနဲ့ပြန်ပေးဆက်ရတယ်လို့လည်းဆိုခဲ့ကြပါတယ်ဒီကမ္ဘာပေါ်မှာပဲအရာမှအလကားမရဘူးဆိုတဲ့သဘောပေါ့ဗျာတာထူးဆိုသူကတော့အချစ်ရေးမှာကံမကောင်းရှာတဲ့လူငယ်လေးတစ်ယောက်ပါငငယ်ကလေးကအတူကြီးပြင်းလာခဲ့တဲ့မေးဆိုတဲ့မိန်းကလေးနဲ့နှစ်ပေါင်းများစွာချစ်ခင်ဆုံးမက်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့မေကသူ့ကိုနှုတ်ဆက်စကားတစ်ခွန်းအောင်မပြောဘဲသူ့ထက်သားတဲ့ကြောအောင်ဆိုတဲ့လူငယ်တစ်ယောက်နဲ့ရုတ်တရက်လက်ထပ်သွားခဲ့ပါတယ်ကိုချီရတဲ့သူရဲ့ရက်ဆက်မှုကိုခံလိုက်ရတဲ့တာထူးတစ်ယောက်နာကျင်တဲ့ဝေဒနာကိုနှစ်ပေါင်းများစွာခံစားခဲ့ရပြီးသူ့အတွက်ဒီကမ္ဘာမှာအချစ်စစ်ဆိုတာမရှိဘူးလို့တောင်မှတ်ယူခဲ့တယ်ဗျဒါပေမဲ့တနေ့နေ့မှာတော့သူချီရတဲ့သူကိုပိုင်ဆိုင်ရမယ်ဆိုပြီးသူ့ရဲ့မသိစိတ်ထဲမှာတန်ထိတ်ထန်တစ်ခုကိုတော့ချထားခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့တာထူးတစ်ယောက်ဝမ်းနည်းစရာတွေကိုမေ့ပြောက်ဖို့အတွက်တောထဲကိုတယောက်တည်းထွက်လာခဲ့တယ်ဗျတောထဲလျှောက်လာရင်တနေရာအရောက်မှာသူ့နားထဲကိုထူးဆန်းတဲ့အတန်တချို့ကြားလိုက်ရပါတယ်တစုံတစ်ခုကသူ့စိတ်ကိုညှို့ငင်ဖမ်းစားနေတယ်လို့မျိုးသူ့အရှိရတောနက်ကြီးတဲ့ကိုသူကိုယ်တိုင်တော့မသိလိုက်ပဲဝင်ရောက်မိသွားခဲ့တယ်ဗျအတန်ကြာအောင်ရှောက်လာပြီးတဲ့နောက်မှာတော့တောနက်ထဲမှာတဲအိမ်လေးတစ်လုံးကိုတွေးလိုက်ရပါတယ်တဲအိမ်လေးတွေကနေမိမ့်ပြပြမိအလင်းအောင်တစ်ခုထွက်နေတာကိုမြင်တော့တာထုစူးစမ်းလိုစိမ့်နဲ့တဲအိမ်ထဲကိုဝင်းသွားခဲ့တယ်ဗျအဲ့ဒီမှာပဲဘယ်ကမှမသိတဲ့မော်စီယာတယောက်ကတရားထိုင်နေပြီးသူ့လာမာကိုကြိုသိနေတဲ့အလားစကားစပြောပါတော့တယ်အတင်းကကျုပ်စီမှာရှိတဲ့တမန်ကြားအစီကိုအသုံးပြုဖို့အသင့်တော်ဆုံးသူပဲအသင့်နှလုံးသားနာကျင်မှုတောင်နှစ်ပေါင်းများစွာခံစားခဲ့ရပြီးပြီလက်စားချေခြင်းစိတ်ကလည်းအမြဲရှိနေခဲ့တယ်ဒါကြောင့်အတင်းဟာတမန်ကြားအစီကိုပိုင်ဆိုင်ခြင်းနေခဲ့တာမဟုတ်လားကျုပ်ဘာလို့ကျင်နေလဲဆိုတော့ခမရဘလို့လုပ်ပြီးတော့သိနေရလဲပြီးတော့ဘာလို့ကျုပ်ဖြစ်နေရတာလဲဘာလို့လဲဆိုတော့အတင်းကဘာလို့လဲဆိုတော့အတင်းကချစ်ရသူပိုင်ဆိုင်မှုစိတ်ဆန္ဒတွေပြင်းပြနေလို့ပဲပြီးတော့အတင်းဟာလိုချင်တာကိုရဖို့ဘယ်လိုအရာနဲ့မဆိုအလဲလုပ်ဖို့တူဝေနေမဲ့သူမဟုတ်ဘူးအဲ့ဒီအတွက်အတင်းဟာအမြဲအစင်းသင်းဖြစ်နေခဲ့တယ်ဟုတ်တယ်မလားကျုပ်ကသူမကျုပ်အပေါ်အရင်လိုပြန်ချစ်လာတာကိုပဲလိုချင်တာပါဒီအစီကတင်းလိုချင်တာတွေကိုရအောင်ကူညီပေးလိမ့်မယ်ဒါပေမဲ့တခုမှတ်ထားရမှာတင်းလိုချင်တာကိုရတဲ့အခါတိုင်းတင်းချစ်တဲ့အရာတစ်ခုကိုလည်းပြန်ပေးဆက်ရလိမ့်မယ်ပြီးတော့ဒီအစီကိုသုံးလိုက်ပြီးဆိုတာနဲ့ဒီတမန်ကြားအစီရဲ့ချိန်စားကနေဘယ်တော့မှလွတ်မြောက်နိုင်တော့မှာမဟုတ်ဘူးတာထူလဲမော်စီယာစီကနေတမန်ကြားအစီကိုတွေ့ဝေခြင်းမရှိပဲလက်ခံယူလိုက်ပါတယ်ဒီလိုနဲ့ရွာထဲကိုပြန်ရောက်တဲ့အခါမှာတာထူးကသူရလာတဲ့တမန်ကြားအစီကိုလက်တွေ့စမ်းသပ်ကြည့်တော့တာပေါ့ဗျာရွာထဲကသူနဲ့တခါမှစကားမပြောဘူးတဲ့အမျိုးသမီးငယ်လေးတယောက်ရဲ့ကိုယ်ပေါ်ကိုအဲ့ဒီအစီနဲ့အနှဲငယ်တုံးလိုက်လိုက်ထားနေပဲအဲ့ဒီမိန်းကလေးကချက်ချင်းပဲသူ့အပေါ်မှာချစ်ခင်ဆုံးမတ်သွားခဲ့ပါတယ်ဟာဒီအစီကတကယ်စွမ်းတာပဲတစ်စက်လေးနဲ့ကိုတော်တော်အစွမ်းထက်ပါလားကိုကြီးတာတို့ညီမကိုကြီးနဲ့တစ်သက်လုံးတူတူနေခြင်းနဲ့ကိုကြီးဘေးကနေခြေတလန်းတောင်မှမခွာကျင်တော့ငါလိုချင်တဲ့အရာမှန်သမျှကိုငါပိုင်ဆိုင်နိုင်တော့မယ်ဘယ်သူမှငါ့ကိုမလွန်ဆန်နိုင်တော့တာထူးတယောက်တမန်ကြားအစီကိုရွာထဲကအမျိုးသမီးငယ်လေးတွေအပေါ်မှာဇက်တိုက်အသုံးချခဲ့ပါတယ်ဒါပေမဲ့တချို့မိန်းကလေးတွေကတော့သူ့ကိုမြင်ရင်ကြောက်လန့်တကြားနေပါဟင်ကြာမလာနဲ့အဝင်းကိုထွက်သွားတနေ့မှာတော့တာထူးကသူ့သိတ်ချစ်ခဲ့ရတဲ့မေရဲ့အချစ်ကိုပြန်ရယူဖို့ဆုံးဖြတ်ပြီးတငယ်ချင်းဟောင်းတယောက်အနေနဲ့တွေ့ကျင်တယ်လို့လိန်ညာခေါ်ထုတ်ခဲ့ပါတယ်မင်းနဲ့တွေ့တဲ့အခါမှာလဲအခွင့်အရေးရတာနဲ့တမန်ကြားအစီကိုသူမရဲ့ကိုယ်ပေါ်မှာမတိမတာတုတ်လိမ့်လိုက်တယ်ဗျချက်ချင်းပဲမေကတာထူးအပေါ်မှာအရင်လိုပြန်လဲချစ်ကြွမ်းဝင်သွားပြီးသူ
သူ့အမျိုးသားနဲ့ကွာရှင်းကတာထူးနဲ့အတူနေဖို့လိုက်လာခဲ့ပါတော့တယ်တိတ်မကြခင်မှာပဲတာထူးကိုချစ်ပါတယ်ဆိုတဲ့ပထမဆုံးမိန်းကလေးဟာခန္ဓာကိုယ်ပေါ်မှာကုတ်ချီရာတွေနဲ့ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်အဲဒီနောက်ပိုင်းတာထူးဟာညဘက်တွေမှာကြားတကောင်ရဲ့မန်ဖီတန်တွေကိုအမြဲကြားနေရပြီးသူ့ကိုတစုံတစ်ယောက်ကအမောင်ထဲကနေစောင့်ကြည့်နေတယ်လို့ခံစားလာရတယ်ဗျဒါတွေကိုကြောက်ရွံ့ပေမဲ့လည်းသူချစ်ရတဲ့မိကိုမဆုံးရှုံးခြင်းတဲ့အတွက်တမန်ကျအစီကိုဆက်သုံးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမော်ဆီယာကြီးရဲ့စကားတွေကသူ့ခေါင်းထဲမှာပဲ့တင်ထက်လာခဲ့တယ်ဗျတင်လိုချင်တာကိုရတဲ့အခါတိုင်းတင်ချစ်တဲ့အရာတစ်ခုလည်းပြန်ပေးဆက်ရလိမ့်မယ်သူကြောက်နေပေမဲ့လည်းသူ့ဘေးမှာအိမ်မောကျနေတဲ့မေရဲ့မျက်နှာကိုကြည့်ပြီးသူလိုချင်တဲ့အချစ်ကိုရထားမှတော့ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဒုတိယမြောက်မိန်းကလေးကသူ့အိမ်ထဲမှာကုတ်ချီယာတွေနဲ့ထပ်မံသေးဆုံးနေတာကိုတွေးလိုက်ရပြန်နေဗျဒီတစ်ခါမှာတော့တာထူးတယောက်အရန်ကိုကြောက်လန့်တုန်လှုပ်သွားခဲ့ပါပြီဒါကြောင့်သူတမန်ကျအစီရဲ့အစွမ်းတွေကိုဖြေဖြောက်ဖို့အတွက်တောရဲမော်ဆီယာကြီးကိုပြန်သွားရှာပါတော့တယ်တော်လန်တစ်လျှောက်လုံးမှာလဲကြားမှန်ဖီတန်နေကြားနေရပြီးသူ့အနောက်ကိုတစုံတစ်ယောက်လိုက်လာနေတယ်လို့ခံစားနေကြရတယ်ဗျနောက်ဆုံးမှာတော့အရင်ကတဲအိမ်လေးကိုပြန်တွေ့ခဲ့ပြီမယ်တဲကအရင်လိုမဟုတ်တော့ပဲအိုဟောင်းစုပ်ပြတ်နေခဲ့ပါပြီအတင်ကျုပ်ကိုပြန်လာရှာတာတမန်ကျစီရဲ့အစွမ်းတွေကိုဖျောက်ဖျက်ခြင်းလို့မဟုတ်လားကျုပ်တော့မှပါတယ်ဒီအစွမ်းတွေကိုဖြေဖြောက်ပေးပါကျုပ်ချစ်တဲ့သူတွေကိုထပ်ပြီးတော့အဆုံးရှုံးမခံနိုင်လို့ပါဗျာဒီအစွမ်းအနေဘလို့မှပြေးမလွတ်နိုင်ဘူးလို့ကျုပ်သတိပေးခဲ့တယ်လေအတင်မှာရွေးချယ်စရာနှစ်ခုရှိတယ်ပထမတစ်ခုကအတင်ချစ်တဲ့သူကိုဆုံးရှုံးခံမလားဒါမှမဟုတ်ဒုတိယတစ်ခုကတင့်အသက်နဲ့အတင်ချစ်တဲ့သူရဲ့အသက်ကိုအလဲအလဲလုံးမလားတင်ကြိုက်တာရွေးပါဘာလို့အမြဲတမ်းကျုပ်ပဲဆုံးရှုံးနေရတာလဲကျုပ်ကသူမရဲ့အချစ်ကိုပဲလိုချင်ခဲ့တာကျုပ်ဘာများမှားခဲ့လို့လဲမတမာတဲ့နည်းနဲ့ရလာတဲ့အချစ်ကိုကိုယ်နှလုံးသားတွေကလာတဲ့စစ်မှန်တဲ့အရာနဲ့ပြန်လဲရတာပဲကဲဘယ်လောက်ရွေးမလဲတာထူးတယောက်ကောင်းကောင်းသိနေခဲ့ပါတယ်သူသာဒီအစီကိုဆက်သုံးနေရင်သူသိချရတဲ့မေလဲအရင်မိန်းကလေးတွေလိုပဲအသေးစိုးနဲ့တေးရမယ်ဆိုတာကိုပါအဲ့လိုဖြစ်သွားရင်သူ့ဘဝကအရင်လိုပြန်ဖြစ်သွားပြီးနာကျင်မှုတွေနဲ့ပဲတသက်လုံးနေသွားရတော့မယ်ပေါ့ဗျာဒီချိန်စားကနေဘလို့မှလွတ်မြောက်နိုင်တော့မှာမဟုတ်ဘူးဆိုတာကိုသူဝမ်းနဲ့စွာနဲ့ပဲလက်ခံလိုက်ရပါတော့တယ်။အိုးကျုပ်အရှိမရှိနေတဲ့သူရဲ့အသက်ဝိညာဉ်နဲ့ခန္ဓာကိုအသေးသမန်းကြားထံသို့အပြည့်အပိုင်အနှင်းပါတယ်။ကျုပ်အရှိရသူရဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာကိုတင်အပြည့်အဝလက်ခံလိုက်ပါနောက်ဆုံးမှာတော့တာထူးဟာသူ့အသက်နဲ့မေရဲ့အသက်ကိုအလဲအလဲလုပ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ပေါ်စရာကြီးကဂါရာတွေရွတ်ဖတ်လိုက်တဲ့အခါမှာတော့တာထူးရဲ့ကိုယ်ထဲကိုအမဲရောင်အခုအငွေတွေဝင်ရောက်ပြောက်ခွဲသွားပြီးပတ်ဝန်းကျင်တစ်ခုလုံးလေပြင်းနဲ့တိုက်ခတ်ခါကြားဟိန်းနံတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့တာထူးတယောက်တမန်ကြားတကောင်အဖြစ်ကိုပြောင်းလဲသွားခဲ့တော့တယ်ဗျ။အတင်းကရွေးချယ်လိုက်တဲ့သူမဟုတ်ဘူးပထမဆုံးနေ့ကလေးကအတင်းဟာရွေးချယ်ခံလိုက်ရတဲ့သူဖြစ်သွားပြီသားဘလို့ပြောလိုက်တာဒီတမန်ကြအစီကအတင်းနဲ့အမှတ်မထင်ဆုံးခဲ့တယ်လို့ထင်နေရလားအတင်းရဲ့အတွင်းစိတ်ထဲကတန်ရာတွေနဲ့နာကျင်မှုတွေကြောင့်ဒီတမန်ကြအတင်းကိုရွေးချယ်လိုက်တာကျုပ်ကမှဘာဖြစ်လို့ရွေးချယ်ရတာလဲဒီနေ့ကစပြီးအတင်းကဒီတမန်ကြအရေးမဲကြီးကိုတစ်သက်လုံးပေးဆက်နာခံပြီးတော့နေသွားရတော့မယ်ကျုပ်ကိုယ်တိုင်လည်းဒီအရေးမဲကြီးကိုတင့်စီကိုလွှဲပြောင်းပေးနိုင်မှုစိတ်ရှိရှိနဲ့စောင့်နေကြရတာစကားဆုံးတာနဲ့မော်ဆီယာကြီးဟာတာထူကိုကြောခိုင်းပြီးတောနက်ထဲကိုပျောက်ကွယ်သွားခဲ့ပါတော့တယ်တာထူလည်းမင်းသက်စွာနဲ့ကြံရစ်ခဲ့ပြီးသူ့နားထဲမှာတော့ကြားတကောင်ရဲ့မန်ဖီတန်ကိုသာကြားနေရတယ်ဗျသူဟာဘယ်တော့မှရွေးချယ်ခွင့်မရခဲ့ပဲရွေးချယ်ခံခဲ့ရတဲ့သူတယောက်သာဖြစ်နေခဲ့မှန်းသိလိုက်ရချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပါပြီဒီလိုနဲ့တာထူးဟာတမန်ကြဘဝနဲ့ရွာအောင်မပြန်နိုင်တော့ပဲရွာအနီးကတောအုပ်လေးထဲမှာပဲနေထိုင်ခဲ့ပါတယ်သူသိချရတဲ့မိကိုတတိရတိုင်းအဝေးကနေပဲတွ
သွားငေးကြည့်ခဲ့တယ်ဗျမေရဲ့အနေရဲ့ကင်းဖို့အတွက်သူ့ကိုယ်သူမေနဲ့ဝေးရမှာပဲနေခဲ့လိုက်တယ်ပေါ့ဗျာအချိန်အနည်းငယ်ကြာလာတော့မေဟာအရင်လိုဝမ်းနဲ့မနေတော့ပဲပတ်ဝန်းကျင်နဲ့ပြန်လဲအဆင်ပြေလာတာကိုတွေ့လာရတယ်ဗျသူ့မိသားစုတွေကလည်းသူ့ကိုဝိုင်းဝန်းဆောက်ရှောက်ပေးခဲ့ကြတာကြောင့်မိတယောက်ပြန်လဲပျော်ရွှင်လာတာကိုမြင်တော့တာထုရဲ့ရင်ထဲမှာပေါ်ပါသွားတယ်လို့ခံစားခဲ့ရပါတယ်ဒီလိုနဲ့တရက်မှာတော့မေဟာတမန်ကျအစီရဲ့အစွမ်းအောက်ကနေလုံးဝလွတ်မြောက်သွားပြီးသူဘလို့ဖြစ်ပြီးတာထုအိမ်မှာရောက်နေခဲ့လဲဆိုတာကိုတော့မစင်စားနိုင်တော့ပါဘူးသူ့ရဲ့အရင်အမျိုးသားကြောအောင်ကလည်းသူ့အနောက်ကိုပြန်ရောက်လာပြီးဖြစ်ခဲ့သမျှကိုခွင့်လွှတ်ပေးခဲ့တာကြောင့်နောက်ဆုံးမှာတော့မေပြန်လိုက်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့တာထုဟာရုတ်တရက်ဆိုသလိုဒေါသစိတ်တွေပေါက်ကွဲထွက်လာပြီးမေနဲ့ကြောအောင်ကိုရံမလို့တဲ့အကြည့်တွေနဲ့ကြည့်ကလက်တီကိုကြစ်ကြစ်ပအောင်ဆိုရင်းနဲ့တောနဲ့ကြီးတဲ့ကိုပြန်လဲဝင်ရောက်ပျောက်ကွယ်သွားခဲ့တော့တယ်ဗျဟုတ်ကဲ့ဇာလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ